KNL ကဒီနေ့ဘောကြော်ဟဲကနေပြီးတော့သူတို့ရဲ့ကရင်အာဇာနည်နေ့ပေါ့ကရင်အာဇာနည်နေ့ဆိုပြီးတော့ဘောကြော်ဟဲအဲ့နေ့မှာဘောကြော်ဟဲပြောတဲ့စကားပေါ့နော်သူကဘာပြောလဲဆိုတော့ကရင်အာဇာနည်နေ့မှာအစောပါဦးနေ့တကွာတဲ့ကရင်အာဇာနည်ရဲ့အသက်သွေးချွေးတဲ့အနစ်နာခံဆောက်ရှောက်လန်းခဲ့တဲ့ကရင်တော်လိုင်းခီးကမပြီးဆုံးသေးဘူးပေါ့တမန်ပိတောင်ကိုလက်ဆင့်ကမ်းပြီးတော့တဲရမယ်ဘာညာပေါ့ဒါပြောတယ်ပြောရင်းနဲ့တော့ဘာပြောလဲဆိုတော့စောပါဦးကြီးချမှတ်ခဲ့တဲ့လက်သုံးစကားတဲ့အဲ့ဒါဘာဆိုလက်နဲ့ချစကားအလင်းမပြောရကရင်လက်နဲ့ကရင်လက်ထက်မှာရှိရမယ်ကရင်ပြည်အတိမတ်ပြုမှုပြည့်ဝတာရရမယ်ကရင်ကံကြမ္မာကရင်ဖန်တီးရမယ်ဆိုတော့မူလေးချက်တိုင်းဆက်လက်လျှောက်လန်းကြဖို့လိုတယ်ဆိုပြီးသူကဒီဘောကြော်ဟဲကနေပြောတယ်ကိုကကရင်စေဦးစီးချုပ်ဖြစ်လာတော့သူကနော်အဲ့တော့ပြီးတော့ဘာထပ်ပြောလဲဆိုတော့တော်လိုင်းရဲမှာတဲ့မိတို့ရဲ့အားနည်းချက်တွေမှားယွင်းချက်တွေအချိန်မီပြင်ဆင်ကြပါပြီးတော့ပြဋ္ဌာန်းချက်စီမီစီကနေစံမူရာပြလိုက်လာကြပါပြီးလို့ရှိရင်ဘာလဲဆိုတော့ဒီကရင်တော်လိုင်းရဲပေါ်မှာ89နှစ်တိုင်လူထုထောက်ခံမှုရရှိသားတွေအတိုင်းနဲ့ခေါင်းဆောင်တဲ့တပ်ဖွဲ့ဝင်တွေကလည်းလူထုကိုဆန့်ကျင်တဲ့လုပ်ရမှန်သမျှရှောင်ကျင်ကြရမယ်ဆိုပြီးတော့ဒါဘောကြော်ဟဲကပြောတယ်ပေါ့နော်ဆိုတော့ပြောရင်တော့ဆက်အာဏာရှင်ချုပ်ငြိမ်းရေးတော့သူတို့ဆက်လုပ်ကြမယ်တိုက်ကြခိုက်ကြမယ်ဒါကိုပြောတယ်ပြောရင်းနဲ့သူကလူထုကိုဆန့်ကျင်တဲ့လုပ်ရမှန်သမျှရှောင်ကျင်ကြရမယ်ဆိုတဲ့စကားလုံးသူကသုံးတယ်အဲ့တော့လူထုကိုဆန့်ကျင်တဲ့စကားလုံးလို့သုံးရင်အဲ့ဒီလူတွေမှာကျွန်တော်တော့မပါဘူးခင်ဗျားတို့နားထောင်နေတဲ့သူတွေရောဘယ်လောက်ရာခိုင်နှုန်းပါလဲလူထုဆန့်ကျင်တဲ့အလုပ်သူပြောတယ်ကျွန်တော်တို့မကြိုက်တဲ့အလုပ်ကိုပြောရလို့မင်းကျွန်တော်တို့ပါရလို့ထက်တော့ရင်ကျွန်တော်လိုပဲပြည်မမှာနေထိုင်ပြီးအေးချမ်းစွာနေထိုင်တဲ့လူတန်းပေါင်းများစွာရဲ့ဆန္ဒကိုထက်တွက်တယ်ဆိုရင်ကျွန်တော်တို့ဆန္ဒကဘာလဲတည်ငြိမ်အေးချမ်းရေးအပြစ်ခတ်တိုက်ခတ်မှုရစဲပြီးတော့တည်ငြိမ်အေးချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးပဲလိုလားတယ်အဲ့ဒါကိုဆန့်ကျင်တဲ့အလုပ်ကိုဘောကြော်ရဲ့လုံမှာလားဘောကြော်ရဲ့စဉ်းစားရှင်းလေးနော်အဲ့တော့ तू ကအဲ့လိုမဟုတ်မင်းတို့မပါဘူးကွာငါတို့ကရင်လူထုပဲဆို okay အဲ့ဆိုကရင်လူထုမှာကရင်ပြည်နယ်ဘာမြို့မှာနေတဲ့ကရင်ပြည်သူလူထုလားကရင်ပြည်နယ်တွေကအေရဝတီတိုင်းမှာရှိတဲ့ကရင်လူထုလားအခြားနေရာအသီးအနှံပြောက်ပြန့်နှံ့နေတဲ့ကရင်လူထုအားလုံးပါသလားကရင်မိုင်အကုန်ပါသလားအဲ့ဒါဘောကြော်ရဲ့စစ်တမ်းကောက်အောင် तू ပြောတာလူထုပါလူထုမဟုတ်ဘူးကရင်တိုင်းသားလူထုကရင်လို့အမိခံထားတဲ့လူထုကသာလျင်ဒီအချမ်းဖက်လက်နက်ကင်တဲ့လှုပ်ရှားမှုကိုလုပ်ကြတာဖြစ်ပြီးတော့ကရင်တိုင်းသားအားလုံးကလုပ်တာမဟုတ်ဘူးကျွန်တော်ထပ်ပြောရရင် KNL ကို KNL ကရင်ပြည်သူလူထုအားလုံးကိုကိုးစားမပြုပါဘူးလုံးဝမပြုကျွန်တော်အဲ့ဒါကိုပြောရတယ်မပြုလို့လဲ DKBA ဆိုတာပေါ်လာတယ်နော် BGF ဆိုတာရှိလာတယ် KNA ဆိုတာရှိလာတယ် KDLA ဆိုတာရှိလာတယ် KNL PC ဆိုတာရှိလာတယ်သူတို့ကလူကရင်ပြည်သူလူထုအားလုံးကိုကိုးစားတာပြုလို့ဆို KNU ဆိုတခုတည်းတော့ KNU ပဲရှိရမယ်ဒါပေမဲ့သူတို့၅ဘွက်၆ဘွက်ကွဲကုန်နေဆိုကြတဲ့ကရင်ပြည်သူလူထုကို KNU KNL အုပ်စုဟာကိုးစားမပြုဘူးဆိုတဲ့အဓိပ္ပာယ်တက်တယ်အဲ့ဒါဆိုရင်ကရင်ပြည်သူလူထုအားလုံးတော့ကိုးစားမပြုတဲ့ကရင်အုပ်စုကကရင် KNL သဘောကျော်ရတဲ့အုပ်စုကသူတို့လူထုရဲ့ဆန္ဒကိုပဲသူပြောနေတာဖြစ်ပြီးတော့တတိုင်းပြည်လုံးမှာရှိတဲ့ကရင်တွေတိုင်းသားအားလုံးရဲ့ဆန္ဒနဲ့မဆိုင်ဘူးဆိုတော့လူထုဆိုတဲ့စကားလုံးသုံးလို့မရတော့ဘူးလူထုလိုပဲသူသုံးအောင်မှာဖြစ်တယ်အဲ့တော့ဒါကိုလည်းတေချာပြည်သူလူထုနားလည်တယ်လူထုလို့ပြောတယ်အဲ့တော့ခမ ्या ကပြည်သူလူထုတယောက်ဖြစ်တယ်ကရင်တိုင်းသားတယောက်ဖြစ်တယ်ဆိုရင်ခမ ्या ကလိုချင်တာပါလဲစစ်အာဏာရှင်ချုပ်ငြိမ်းအပြတ်တိုက်ရမယ်အသေးချေတိုက်ရမယ်ဆိုတဲ့စိတ်ဓာတ်ကိုဆက်ပြီးတော့မွေးချင်တာလားဒါမှမဟုတ်အဲ့အောင်နေငါတို့ကြိုက်မကြိုက်โอเคငါတို့တွေအပြစ်ကတိုက်ခိုက်မှုတွေရဆဲပြီးတော့တင်းကြီးအေးချမ်းရေးလိုလားပါတယ်ကွာငြိမ်းချမ်းရေးလိုလားပါတယ်ကွာတိုင်းပြည်တိုးတက်ပဲလိုလားပါတယ်ကွာစစ်တိုက်နေကြရင်ငါတို့မလိုချင်တော့စစ်တိုက်တယ်လည်းမကြိုက်တော့ပါဘူးကွာဆိုရင်ကရင်လူထုကအဲ့လိုတောင်းဆိုတယ်ဆိုရင်အဲ့ကရင်လူထုအတန်လည်းထွက်ဖို့လူထုရဲ့လွှမ်းမိုးမှုကိုမခံမဲလူအများစုကပြန်ပြီးတော့ငါတို့တော့ငြိမ်းချမ်းရေးပဲလိုလားတယ်ဟေ့ဆိုတဲ့အတန်ကိုပြန်ထွက်ရမယ်ဒါကရှင်းလေးပဲအဲ့တော့ဘောကျော်ရဲတို့ကစစ်မက်ကိုလိုလားလားစစ်ဟိုဘယ်လိုစစ်ဝါဒီလားစစ်ဝါဒီသမားစစ်မက်လိုလားတဲ့စစ်ဝါဒီသမားတယောက်ဖြစ်တယ်လူမျိုးရဲ့အစိုးရစစ်ဝါဒီသမားတယောက်ဘောကျော်ရဲကဖြစ်နေပြီဆိုရင်တော့ဒါဘောကျော်ရဲရဲ့ကံကြမ္မာပဲသူကိစ္စပဲအဲ့တော့ဘောကျော်ရဲကဘာဖြစ်မလဲမင်းကျွန်တော်သိရသလားဘောကျော်ရဲနည်းနည်းလေးဒီရှေ့ကဂျော်နီဟိုသူရှေ့ကစေဦးသူစောဂျော်နီတို့ဘာလို့လောက်တော့သူကဒီမပြတ်သားတာမဟုတ်ပြတ်သားတယ်လို့ပြောတယ်ပြီးတော့ကျွန်တော်သိရတော့ပေါ့နော်ပြီးတော့စောတော်နီတို့ကွယ်ထူးဝင်းတို့အဲ့ဒီ KNU ဘိုးအုပ်စုနိုင်ငံရေးအုပ်စုနဲ့ဘောကျော်ရဲစီရေးအုပ်စုနှစ်စုဟာမူဝါဒအရသာဒီထီးရိတ်တစ်ခုအောက်မှာသာအတူတူရှိနေကြရင်မဲ့တမိုးအောက်ထဲမှာရှိနေပေမဲ့တယောက်နဲ့တယောက်စကားသိပြောကြတယ်တယောက်နဲ့တယောက်အရင်တဲ့နေရတော့မဟုတ်ဘူးသူတို့ချင်းချင်းလည်းမတည့်ဘူးထီးအောက်တစ်ခုထဲမှာရှိနေပေမဲ့သူတို့ချင်းချင်းလည်းမတည့်ဘူးဘောကျော်ဟင်းနဲ့ကွယ်ထူးဝင်းတို့တွေကကွယ်ထူးဝင်းခိုင်းနေတဲ့ဘောကျော်ဟဲလို့သလားမေးကြည့်မလုပ်ဘူးဘောကျော်ဟဲကိုကွယ်ထူးဝင်းကသူခိုင်းနေတဲ့ခိုင်းလို့ရသလားမေးကြည့်မရဘူးမယုံရင်ခင်ဗျားတို့အဲ့အထက်မှာနေတဲ့လူတွေကောင်းကောင်းသိတယ်ဘောကျော်ဟဲဘေးမှာနေတဲ့လူတွေသိတယ်ကွယ်ထူးဝင်းဘေးမှာနေတဲ့လူတွေသိတယ်စောတော်နီဆိုရင်ဘောကျော်ဟဲကစေးနေတော့ထက်မှမထားဘူးစောတော်နီဆိုငဘောကြီးလိုပဲဘောကျော်ဟဲမှတ်ထားတာဒီငဘောကြီးရောပြောချင်တာပြောရှောက်အားချောင်းနေတဲ့ကောင်ကြီးဆိုပြီးတော့ဘောကျော်ဟဲအဲ့လိုကိုပြောတာအဲ့လိုကိုမြင်ထားတာသူ့အမြင်သူတခါတလေထုတ်ပြောတဲ့ထဲမှာပါတယ်ဘောကျော်ဟဲစောတော်နီကိုအထင်ကိုမကြည့်တာကွယ်ထူးဝင်းကဥက္ကဋ္ဌမလို့နည်းနည်းလေးသူကဟိုအေးဒါနိုင်ငံရေးဖွဲ့စည်းရဲ့ဥက္ကဋ္ဌဖြစ်တဲ့အတွက် okay ဒါကတော့နည်းနည်း respect ပေးရမယ်ဆိုတာတော့ပဲရှိပြီးတော့ကွယ်ထူးဝင်းခိုင်းနိုင်မလို့ဘူး
ကွယ်တွင်းခိုင်းဆိုဘောကြော်ရဘာလုပ်မလဲโอเคတိုက်ပြီးမယ်မင်းတိုက်ဆိုငါတို့တိုက်မယ်မင်းတို့ KNU ဘကိုကဆုံးဖြတ်တယ်လားဆုံးဖြတ်ရင်ငါတို့တိုက်ပြီးမယ်ဒါပေမဲ့ပိတ်ပတ်စံအဲ့လိုတောင်းတာအဲ့တော့ပတ်စံရရင်တိုက်ပြီးမယ်မရရင်တိုက်ပြီးဘူးဒါပဲပြီးတော့ဘာလဲဆိုတော့ဒီ KNU ပြန်ဖွဲ့တဲ့အချိန်မှာ KNU ကိုဒီဟိုပါပေါ့ဒီပါရီဆိုမူရူစေပိုအောက်ကနေပြီးတော့ KNU ပြန်ပြီးတော့မူရူစေပိုကနားတဲ့အချိန်မှာဥက္ကဋ္ဌပြန်ရွေးကြတာစီးစီပြန်ရွေးတဲ့အချိန်မှာဘောကျော်ရဲ့တပ်မဟာဘက်ကနေလူမပို့ဘူးကိုယ်စားလှယ်မပို့ဘူးအဲ့ဒါဘောကျော်ရဲ့နဲ့ KNU ရဲ့သဘောထားကိုယ်လုံးမှုကဘာလဲဆိုတာအဖြစ်ပဲအခုဘောကျော်ရဲ့စေဦးစီးဖြစ်လာတယ်ဖြစ်လာပြီမဲ့ तू ကရှင်းရှင်းလေးပဲ तू ဒီနိုင်ငံရေးထီးအောက်မှာ तू ရှိတာပဲရှိတာတကယ်တော့ကျတော့ပို့လည်းပြောရင်ဘောကျော်ရဲ့ဟာကွယ်ထူးဝင်းတို့စော်တော်ဒီတို့အောက်မှာရှိမနေဘူးဟိုတိတ်ပြီးတော့ဘာဖြစ်ခွဲခြား AC သူ့ style သူ့တီချာခွဲနေတယ်နောက်တစ်ခုကဘောကျော်ရဲ့မိန်းမဘောကျော်ရဲ့လည်းရှင်းပြောရင်တော့ तू က तू မိန်းမကိစ္စရှုပ်ချင်းတော့ရှုပ်ပေါင်းနေတဲ့မိန်းမတော့ तू နည်းနည်းတတိထားပေါင်းရတယ်လေးစားမှုထားရတယ်ဘာကြောင့်လဲဆိုတော့ဘောကျော်ရဲ့မိန်းမက CIA ရဖြစ်နေ CIA ရမွေးထားတာဖြစ်နေတယ်ဘောကျော်ရဲ့မိန်းမ CIA ရမွေးထားတာအဲ့တော့ CIA ကနေပြီးတော့ဘောကျော်ရဲ့မိန်းမကိုမွေးထားပြီးတော့ CIA ရဘောကျော်ရဲ့မိန်းမကနေတစ်ဆင့်ဘောကျော်ရဲ့ကိုကင်နေတာကင်ထားတာဖြစ်တယ်ကင်ထားဖြစ်တဲ့အတွက်ရှင်းရှင်းပြောရင် CIA ကနေပြီးတော့မင်းဘောကျော်ရဲ့မိန်းမကိုဟဲ့နေ့ကောင်ပြောလိုက်နေ့ကောင်ပြောလိုက်ဟိုလိုကိုယ်လိုက်ဟိုလိုလိုက်ဒီလိုလိုက်ခိုင်းဘောကျော်ရဲ့လိုက်လို့မသူမိန်းမကနေပြီးတော့ခိုင်းရင်လုပ်ပါသူမိန်းမခိုင်းရင်ဘာလို့လုပ်လာလဲ CIA ရဲ့သူမိန်းမကိုခိုင်းလို့ तू ကလုပ်တာမလုပ်ရင်ဘောကျော်ရဲ့အသက်ကအဲ့နေနဲ့မနဲ့မှာအသက်ရှိပါမလားဆိုတော့မသိနိုင်တဲ့အနေအထားမျိုးပါရှိတဲ့အတွက်ဘောကျော်ရဲ့အဲ့ဒါကိုကြောက်တယ်နော်သူ့ဘေးနားမှာထားရတာသူ့မိမကိုထားရတယ်ဆိုပေမဲ့သူ့မိမလည်းသူ့မိမဖြစ်ဘသူဖြစ်ထားအေးသူမယုံကြည်ဘူးဘာလို့ CIA ရဲ့သူ့မိမကိုကြိုက်ထားရဆိုတော့သူသိလို့ကြိုက်တယ်ဆိုတာဟိုလိုဒီလိုရှောက်ကြိုင်တော့ဘာမှမဟုတ်ဘူးဟိုသူ့မိမကြောင်းဟိုအရင်ကအမေရိကန်မှာကြောင်းသွားတဲ့အချိန်မှာသူ့မိမကိုအများကြီး support လုပ်ပေးတာ CIA ရဲ့ကောင်းကောင်းမွေးလိုက်တယ်သူ self ဖြစ်နေမွေးထားတာဒါကကရင်အုပ်စုတွေမှာကောင်းကောင်းသိကြတယ်ကရင်တွေကောင်းကောင်းသိပါတယ်ကရင်ဆိုတာကရင်နိုင်ငံရေးသမားတွေကရင်လက်နက်ကိုင်အုပ်စုတွေကကောင်းကောင်းသိကြတယ်အဲ့တော့ဘောကျော်ရဲ့ကနည်းနည်းတစ်ခုကောင်းတာ तू ကအခုလက်နက်ကင်အုပ်စုတွေအကုန်လုံးကျွန်တော်တို့အဲ့ဒါ MP New the Statesman ရဲ့ the Statesman journal အပတ်စဉ်ဘယ်လောက်လဲကျွန်တော်လုံးဝနှစ်ပတ်လောက်ကထွက်တဲ့နှစ်ပတ်ကျော်လောက်ကထွက်တဲ့ journal မှာအသေးစိတ်ဘောကျော်ရဲ့နဲ့ပတ်သက်တဲ့ဘောကျော်ရဲ့ဘယ်လိုလူမျိုးလဲဆိုတာကျွန်တော်တို့ interview ပါတယ်ပြီးတော့ကျွန်တော်တို့ MP New website မှာခင်ဗျာသွားရှာကြည့်ရင်အဲ့မှာတော်တော်များရှင်းပြထားတယ်အခုကျွန်တော်ရှင်းပြထားတဲ့ပုံပြည့်စုံတယ်သွားကြည့်လိုက်ပါအဲ့တော့ဘောကျော်ရဲ့ဒီဘယ်လိုလူမျိုးလဲဆိုတာတွေ့ရလိမ့်မယ်ဒါလေးကကျွန်တော်ကြုံကြိုက်လို့ထည့်ပြောတာပေါ့နော်အဲ့တော့ဘောကျော်ရဲ့ကလူဒုလို့ပြောရမယ်ကျွန်တော်ထင်တယ်လူတစုကတာလီဘောကျော်ရဲ့ကိုကိုစားပြုတာဖြစ်တယ်လူတစုတော့ကိုစားလူတစုကိုကိုစားပြုတယ်လူတစုရဲ့ဘာခေါ်လို့ဆိုတော့မြောက်တွေပေါ့လူတစုရဲ့ဘာခေါ်လဲအဖွဲ့တွေပေါ့နော်အဖွဲ့တွေပဲဖြစ်တယ်လူတို့ရဲ့အဖွဲ့တွေတော့မဟုတ်ဘူးလူတစုရဲ့အဖွဲ့တွေပါအဲ့ဒါကိုသူတို့ကလူတို့ဆိုတဲ့စကားလုံးကောင်းကောင်းသုံးပြီးတော့သူကဝါရပြတ်မှုကြိုးစားတာပေါ့နော်ဒါတစ်ခုပေါ့နောက်တစ်ခုကဘောကျော်ရဲ့အဲ့လိုပြောတယ်နောက်တစ်ခါဂွမ်မောကဟောဆိုတော့ဂွမ်မောကလည်းနည်းနည်းလေးလူမိုက်စကားတွေနည်းနည်းပြောလာတယ်ဂွမ်မောကလည်းဒါကြတဲ့ကာတုံးကွန်ကွန်တို့ကလေအခုချိန်ထိလူမိုက်စကားပြောနေတော့ဗျအခုချိန်ထိဒီအသက်တွေရောက်တဲ့ထိလူမိုက်စကားပြောတော့ကိုယ့်အသက်ကိုယ့်ရွယ်မှမထောက်ကိုယ့်ရဲ့ဟိုအနေထားမှမထောက်နော်လူမိုက်စကားပြောတော့ကာတုံးကွန်ကွန်တို့ကအခုချိန်ထိပြောနေတော့ကာတုံးကွန်ကွန်ပေါ့နော်ကျွန်တော်ကာတုံးကွန်ကွန်ပဲခေါ်ပါတယ်နော်တော်တော်များကျွန်တော်ပြောပါတယ်အာဂွမ်မောတို့ကကွာမင်းရှောက်မပြောတော့ကောင်းမယ်မဟုတ်ကျွန်တော်တော့ပွင့်လိုက်ပြောမှာပဲကာတုံးကွန်ကွန်ပဲဘာလို့ဆိုသူငြိမ်းချမ်းရေးဆွေးနွေးဖို့လာရင်ကျွန်တော်လက်ခုပ်တီးမယ်မဆွေးနွေးရင်ဒီအောင်ဂျမ်းဖတ်သမားပဲကျွန်တော်ရှင်းလေးပဲဒါကျွန်တော်အဲ့လိုပဲခံထားတယ်အဲ့တော့ကာတုံးကွန်ကွန်ကဘာပြောလဲဆိုတော့သူ့ရဲ့ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လာပြောတဲ့စကားကိုသူကပြန်ပြီးတော့ထပ်ဆင့်ပြီးတော့ဘာသာပြန်ပြီးတော့သူကပြောတယ်ဘာပြောလဲဆိုတော့အာနာရှင်စနစ်ချုပ်ငြိမ်းရေးကိုဝိုင်းဝန်းတိုက်ပတ်ဝိုင်းဝန်းကြိုးပမ်းနေတဲ့အချိန်ဖြစ်တယ်ဒီလိုအချိန်မှာအာနာရှင်စနစ်ချုပ်ငြိမ်းကြိုးပမ်းနေတဲ့အချိန်မှာအချို့လူတွေကအာနာရှင်စနစ်ရဲ့အရှိကြစေဖို့အတွက်တောက်တိုင်ဖြစ်ပူပေါင်းကူညီနေတာကျွန်တော်အားလုံးအသိဖြစ်တယ်ဒါကြောင့်မို့လို့ဒီကနေ့မိန်ခွန်းမှာတော့ဒီကနေ့အချိန်စပြီးရပ်တည်ပြီးအမှန်တရားမှာရပ်တည်ကြဖို့သတိပေးထားတာတွေ့ရပါတယ်။ဘာညာဖို့ဆိုပြီးတော့သူကအာနာရှင်ရဲ့တောက်တိုင်တွေဖြစ်ပူပေါင်းနေတဲ့သူတွေကသတိပေးတယ်ပေါ့ဗျာဒါမျိုးပြောချင်တာဆိုတော့သူပြောချင်တာကတော့အာနာရှင်တောက်တိုင်တွေပြောတာတချို့ကကျွန်တော်အခုပြောရုံးတန်ပြောပြီးရင်တချို့တွေက comment မှာရေးလိမ့်မယ်ကျော်နုမင်းကိုပြောနေတာမင်းကိုခေါင်းမ note လုပ်တာ note လုပ်ခဲ့တယ်ဘာညာပြောလိမ့်မယ်ခင်ဗျအဲ့လောက်ကြက်မပြည့်မဖြစ်ကြနဲ့ခင်ဗျတို့အဲ့လောက်ကြက်မပြည့်မဖြစ်ကြနဲ့ तू ပြောနေတာကျွန်တော်မဟုတ်ဘူး तू ပြောနေရှမ်းဒီအဖွဲ့တွေမင်းစေတန်းတို့ဝါရစုအဖွဲ့တွေဒါကိုပြောနေတာနော်ဘာလို့ဆိုသူ့အတွက်ကအတားစီးရမင်းစေတန်းတို့ဝါရစုအဖွဲ့တို့ရှမ်းဒီအဖွဲ့တွေကသူ့အတွက်ကတော်တော်လေးတက်မတော်တိုက်ရတာခဏထားမင်းစေတန်းတို့ဝါရစုနဲ့ဟိုဘက်ကဒီရှမ်းဒီတိုင်းလိုက်အဖွဲ့တွေနဲ့ဟာအဲ့နှစ်ဖွဲ့နဲ့ SN နှစ်ဖွဲ့နဲ့သူ့ကတော်တော်ခြာလက်လဲနေပြီဘာလို့ဆိုကိုမင်းစေတန်းတို့အဖွဲ့တို့ तू သွားတိုက်တယ်ပြီးခဲ့တဲ့ရက်ပိုင်းကကိုမင်းစေတန်းတို့အဖွဲ့ကိုတိုက်တာကိုမင်းစခန်းကိုသူတို့ကဲရဝင်တိုက်လိုက်စခန်းသိမ့်လိုက်ဘာညာရှောက်ပြောတယ်ကျွန်တော်မေးပြီးမြလန့်မေးတယ်မဟုတ်ဘူးတဲ့ကိုချိုးမဟုတ်ဘူးတဲ့အဲ့သူတို့တိုက်တယ်ဆိုပြတဲ့ဗီဒီယိုကလစ်ကတဲ့ဝစ်လာဒေတာဝစ်လောဒေတာဝစ်လောဒေတာဝစ်လောဒေတာလို့ခေါ်တယ်ကျွန်တော်မခေါ်တာဘူးနော်ဝစ်လောဒေတာမှာတဲ့ပြီးခဲ့တဲ့တော့ဝစ်လောဒေတာမှာပြီးခဲ့တဲ့9လပိုင်းလောက်ကဖြစ်ခဲ့တာတဲ့ဝစ်လောဒေတာမှာလာပြီးတော့သူတို့အုပ်စုလိုက်လာပြီးတော့တိုက်ခဲ့တဲ့ဗီဒီယိုကလစ်အဲ့ဗီဒီယိုကလစ်ကိုပြန်အသုံးချပြီးတော့သူ
တို့လာတိုက်ပါတယ်ဆိုဝါရပြန်တာတကယ်တော့သူတို့တနန်းစင်ပွဲရှိတာလည်းမှန်တယ်ဒါပေမဲ့လာတိုက်တာလည်းအဝေးကနေလှမ်းပစ်တာပဲရှိပါတယ်လာပြီးသူတို့စကောင်သိန်းနေတယ်မလုပ်ခဲ့ပါဘူးတဲ့သူတို့အဝေးကလှမ်းပစ်တယ်လက်လက်ကြီးလှမ်းပစ်တယ်ဒဏ်ရာရတဲ့တယောက်ယောက်ရှိတယ်ကျန်တာလွဲပြီးဘာမှကြီးမှမဖြစ်ပါဘူးတဲ့အေးစစ်စစ်ပဲတဲ့ကျန်မှာကောင်းအောင်ပုံမှန်ပဲဒီကောင်လေးသူတို့အခြေအနေရှေ့မတိုးနိုင်တော့တဲ့ခါကျတော့အဝေးကလှမ်းပစ်ပြီးတော့ဝါရပြန်တယ်လို့ပဲလုပ်တော့တာတဲ့အေးစစ်ကောင်းမပါတဲ့ဗီဒီယိုကလစ်ကလည်းဝေ့လော်ဒေတာဖြစ်တယ်9လပဲဖြစ်တဲ့ဟာယူပြန်တင်နေကြတာတဲ့အဲ့ဒါယူအုပ်ကြီးမှတ်မနေပါနဲ့တဲ့ဆိုပြောတယ်ကဲအဲ့တော့ရှင်းလေးပဲသူမင်းစင်တန်တို့ဖွဲ့ကမှ KIO ကောင်းလေးတစ်ဆင့်ချင်း KIO ပြန်ဖြီးပြီးပြန်တုတ်နေပြီမင်းစင်တန်တို့ဖွဲ့ကနောက်လီစုဖွဲ့တုတ်ဦးမှာလီစုပြည်သူစစ်ကလည်းပြန်တုတ်ဦးမှာနောက်ဟိုစကုံတရင်တို့အုပ်စုကလည်းပြန်တုတ်ဦးမှာသူနော်ဟိုစကုံတရင်တို့အုပ်စုကလည်းပြန်တုတ်မှာနော်နောက်တစ်ခါဟိုဥရွှေမောင်းပေါ့နော်ဥရွှေမောင်းရဲ့သားတွေကလည်းသူပြန်တုတ်နေကြပြီပြန်တုတ်နေပြီ KIO ရှမ်းဒီ SN တွေကလည်းပြန်တုတ်နေပြီဆိုတော့ तू ပြောနေတယ်အဲ့ဒါကိုပြောနေတာကျွန်တော်တို့ကအဝေးမလို့ကျွန်တော်တို့ကစနက်ကြိုက်တိုက်တဲ့ကောင်မလို့ तू ခေါင်းနဲ့မထည့်ဘူးတနက်ကြိုက်ပြီးတိုက်တဲ့ကောင်မဟုတ်တဲ့အတွက်ကျွန်တော်တို့ဘာမှခေါင်းနဲ့မထည့်ဘူးသူခေါင်းမခေါင်းထည့်ပါဆိုတော့ဝါရကျွန်တော်တို့ဒီမီဒီယာနေပြီးတော့သူ့ကိုပြန်ပြောနေတာရေ तू အဲ့ဒါကိုခလုဖြစ်မှာဒါပဲကျွန်တော်တို့ तू ဘာမှလုပ်လို့မရဘူး तू သိတယ်အဲ့တော့ तू ရည်ရွယ်ချက်ကအဲ့ဒါပဲဟိုကောင်တွေပြောနေတာအဲ့တော့တချို့ကကြက်မပြေပဲနဲ့ရှောက်ပြီးတော့ဟိုစာမတက်ပေးမတက်စာမပေးပဲကြက်မပြေတွေကပါလို့ဆိုတော့ကျွန်တော်တို့မင်းကိုပြောနေတာလို့တချို့ကပြောလိမ့်မယ်ခင်ဗျားတို့အဲ့လောက်ကြက်မပြေဘူးဆိုတော့ကျွန်တော်သိတယ်ရှောက်ပြောနေတယ်ခင်ဗျားတို့ကြက်မပြေတယ်ကျွန်တော်သိတယ်လို့တခါလေးပြောချင်တယ်နော်ကဲထားပါတော့အဲ့ဒါကွာမောတော့အခုဒါချင်းချောက်စကားတွေနဲ့တစ်ဖက်ဖွဲ့စီချင်းချောက်နေပြီဆိုတော့ကျန်တဲ့ဖွဲ့တွေအနေနဲ့သူတို့ဘယ်တော့သူကြောက်စရာကောင်းတဲ့အရာတွေနဲ့သူတို့ရေဆိုင်နေရလဲတော့ကျွန်တော်တို့မသိဘူးချိန်တစ်ခုရောက်ရင်တော့ KIA ဒီငင်းချိုင်းလုံးမလားမလုပ်ဘူးလားနောက်ဆုံးမှမေးရတယ်ပဲမင်းငင်းချိုင်းလုံးမလား NCA လာမလား Peace Ceasefire လုံးမလားမလုပ်ဘူးလားမလုပ်ဘူးဆိုရင်တော့ငါတို့ကဆက်တိုက်မယ်လုပ်ရင်တော့ငါတို့ welcome ဒါအစိုးရရှင်းလေးပဲရော့လက်နှစ်ဖက်ဖြတ်ထားတယ်ဒါက Ceasefire Peace Process ဒါကမင်းလိုချင်လက်နက်ကြီးမင်းဘာလိုချင်လဲတစ်ခုနှစ်ခုပေးလိမ့်မယ်အဲ့ဒါကိုမင်းကဘယ်အောင်ရွေးမလဲအဲ့ဒီချိန်မှာမင်း ceasefire လုပ်မယ် peace process ကိုသွားမယ်လို့ဆိုရင်တော့ okay welcome အဲ့ဒါလက်ခုပ်တီးလိမ့်မယ်အဲ့လိုဒါဒီလောက်ဒါကိုရေးပါဆိုလောကဖြန့်ပြလိုက်လိမ့်မယ်လက်နက်ကြီးတွေလာလိမ့်မယ်အဲ့ဒါပဲအဖြစ်ကအဲ့နှစ်ခုတည်းတစ်ခုလာလိမ့်မယ်အဲ့တော့ထိုးစစ်တွေလာလိမ့်မယ်လက်နက်ကြီးတွေလာလိမ့်မယ်အဲ့ကြတော့မှစစ်အာဏာရှင်တွေကအင်အားသုံးပြီးတော့သူတို့ကိုဘလိုမျိုးလူမျိုးရေးဟောပြောင်းလုံနေပါပြီဘာညာဆိုပြီးတော့ဒီကောင်းလေးရှုံးတော့မှအော်ကြအောင်မယ်ခင်ဗျားစောင့်ကြည့်အောင်ကြိုင်အော်ကြအောင်မယ်သူတို့တကယ်လို့အရန်နေရထိုင်အရန်ကြက်ပြီးတော့တကယ်ကိုအရန်အချက်တွဲဖြစ်လာပြီဆိုရင်ဘာဖြစ်လဲစစ်အာဏာရှင်လက်နက်ကြီးတွေနဲ့သူတို့ကိုဖိအားပေးပြီးတော့အင်အားသုံးပြီးတော့သူတို့လုံနေပါပြီဘာညာလူမျိုးရေးသုံးအောင်လုပ်နေပါဆိုပြီးတော့အဲ့မှာခွေးလိုအော်ကြအောင်မယ်တခါနော်အဲ့ဒါကွာမော်ပဲအော်မှာအဲ့တော့ကျွန်တော်အမြင်ကတော့ရှင်းရှင်းလေးပဲကွာမော်ကိုကြက်ပြူချင်တာကာတွန်းကွာမော်ကိုကြက်ပြူချင်တာရှင်းပါတယ်ခင်ဗျားနဲ့ကျွန်တော်တို့နေပြီးတော့မှအေးအေးဆေးဆေးဟဲ့မင်းငေါအဲ့လိုပြောခဲ့တယ်ပုံချုပ်ကွာမော်ခင်ဗျားလည်းကျွန်တော်အဲ့လိုပြောခဲ့တယ်ကျွန်တော်တို့အေးဆေးစကားပြောလို့ရတယ်ဆင်ကြအောင်နေပြီးတော့လာခဲ့အဲ့ဒါအကောင်းဆုံးပဲနေပြီးတော့မှလာပြီးဆွေးနွေးပါကျွန်တော်ကဆွေးနွေးဖို့ပဲဝယ်ကလုပ်ချင်တယ်ဟိုအပြအလံဟိုဖြစ်နေရတာတိုက်နေခိုက်နေပြောနေဆိုနေရတာကျွန်တော်သိမကြိုက်ဆွေးနွေးပွဲပဲကြိုက်တယ်ဆွေးနွေးကြတာကောင်းတယ်ဆွေးနွေးပွဲတက်ဖို့ပဲကျွန်တော်တော့ကာတွန်းကွမ်ကိုတိုက်တွန်းပါတယ်နော်အကိုကြီးဦးလေးနော်ဦးလေးကိုကျွန်တော်တိုက်တွန်းပါတယ်ပေါ့နော်ဒီလိုပြောပြစီ